လာပါသားတို့သမီးတို့ဒီညဦးပြပြမဲ့ပုံမြင်လေးရတော့မြောက်ကလေးနဲ့ခေါင်းလောင်းလေးဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်။ဟိုးရှိတော့ကတော့ကြည့်တယ်မှာတတဘာတွေကိုအရန်ကူညီတတ်တဲ့မြောက်ကလေးတစ်ကောင်ရှိတယ်။အဲ့ဒီမြောက်ကလေးကသူကစင်ကြီးတွေအတွက်ဆိုလို့ရှိရင်လည်းဟိုးတစ်ပင်မြင်းမှရှိတဲ့တစ်တီကိုခူးပေးတယ်။တမင်မကြီးအစာရှာထွက်သွားတဲ့အချိန်ဆိုလို့ရှိရင်လည်းသူ့ရဲ့ကလေးလေးတမင်လေးတွေကိုသူကကြည့်ရှုဆောင်ရှောက်ပေးတယ်။ရုံလေးတွေကဒီဘက်ကန်ကနေပြီးတော့ဟိုဘက်ကန်မြစ်ကိုကူးကျင်တယ်ဆိုလို့ရှိရင်လည်းသူကရုံလေးတွေကိုဟိုဘက်ကိုပို့ပေးတယ်အဲ့လိုမျိုးသူကအကုန်လုံးလိုက်ပြီးတော့ကူညီပေးတတ်တဲ့အကျင့်တွေရှိတယ်အဲ့ဒီတစ်တော်အုပ်ကြီးရဲ့အလဲမှာအရန်ကိုကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်လည်းရှိတယ်အဲ့ဒီမြောက်ကလေးကအဲ့ဒီတစ်ပင်မှာနေတာဒီလိုနဲ့တနည်းကြတော့မြောက်ကလေးနေတဲ့တစ်ပင်ကြီးကိုတစ်ခုတ်သမားတယောက်ကလာပြီးတော့ခုတ်တာတစ်ပင်ကြီးလည်းအကြီးဆိုတော့လာခုတ်တော့မြောက်ကလေးကဒီတစ်ပင်ကိုတစ်ခုတ်သမားခုတ်သွားလို့ရှိရင်နေစရာအိမ်မရှိတော့ဖြစ်လိမ့်မယ်ဆိုပြီးတော့ခိုးလုံးမှဖြစ်မယ်ပေါ့နော်ဆိုပြီးတော့အဲ့ဒါတစ်ပင်မှာတော့အလဲမှာခေါင်းပေါက်ကြီးတစ်ခုရှိတယ်အဲ့ဒီခေါင်းပေါက်ကနေပြီးတော့သူကတစ်ပင်အပေါ်ကနေပေါ့နော်အဲ့ဒီခေါင်းပေါက်ကြီးကနေပြီးတော့တစ်ပင်ရဲ့အောက်ကိုဆက်နေတာပေါ့နော်ခေါင်းပေါက်ကြီးဖြစ်နေတာအဲ့တော့သူကဒီတစ်ပင်အပေါ်ကနေပြီးတော့သူကနေပြီးတော့မင်းဒီတစ်ပင်ကိုခုံရင်ငါမင်းနောက်ကိုတကောက်ကောက်လိုက်နေရလိမ့်မယ်ဟာဆိုပြီးသူအဲ့လိုပြောလိုက်တော့တစ်ခုတ်သမားအဲ့ဒီတန်နဲ့ကြားတော့ဒီတစ်ပင်မှာတရေရှိတာပဲဆိုပြီးတော့ကြောက်ပြီးတော့ထွက်ပြေးတော့မြောက်လေးကလည်းအဲ့လူကတစ်ခုတ်သမားအဲ့လိုမျိုးကြောက်လန့်ပြီးထွက်ပြေးသွားကြည့်ပြီးတော့သူကရီညာပေါ့နော်ပျော်ပြီးတော့သဘောတွေကြာနေအောင်အဲ့မဲ့အဲ့ဒီအချိန်မှာငါ့ကိုကဲတဲ့အတွက်ဂျေစုပါဆိုပြီးစကားပြောတာကိုကြားလိုက်တယ်အဲ့မြောက်လေးကငါ့ကိုသူပြောလဲဆိုပေါ့ဆိုပြီးတော့သူကကြည့်လိုက်တဲ့အချိန်မှာဘယ်သူမှမတွေ့ဘူးအဲ့နဲ့ကျွန်တော်ဂျေစုတင်တာဘယ်သူလဲလို့မေးလိုက်တော့ငါပါတဲ့တစ်ပင်ကြီးပါဆိုပြီးတော့ပြန်ဖြေတော့မှအဲ့တော့မှမြောက်ကလေးကအဲ့ဒီတစ်ပင်ကြီးစကားပြောတယ်မှသိတာဒါပေမဲ့အဲ့ဒီတစ်ပင်ကြီးပြောတဲ့စကားအဲ့မြောက်ကလေးတစ်ခေါင်ပဲကြားရတယ်တခြားဘယ်သူမှမကြားရဘူးတဲ့နောက်တော့တစ်ပင်ကြီးကအဲ့လိုမျိုးစိတ်သဘောထားကောင်းပြီးကူညီတတ်တဲ့မြောက်ကလေးကိုလက်ဆောင်တစ်ခုပေးမယ်ဆိုပြီးတော့သူကခေါင်းလောင်းလေးတစ်ခုပေးတယ်အဲ့ခေါင်းလောင်းလေးပေးပြီးတော့တစ်ပင်ကြီးကဘာပြောလဲဆိုတော့မင်းဒီခေါင်းလောင်းလေးကိုတီးလိုက်လို့ရှိရင်ကောင်းကင်ဘဝကနေပြီးတော့တစ်တီးပြုတ်ကျလာနိုင်မယ်ဒါပေမဲ့တရက်ကိုတစ်ခါပဲတီးလို့ရတယ်အဲ့မြောက်လေးကပျော်သွားတာပေါ့နော်ပျော်သွားပြီးတော့သူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့လက်ကလေးတွေတမင်လေးတွေစင်ကြီးတွေအဲ့လိုတတိဆန်လေးတို့သူကခေါ်လိုက်ရောအဲ့အကုန်လုံးလည်းရောက်လာအောင်သူကခေါင်းလောင်းလေးကိုတီးလိုက်တာခေါင်းလောင်းလေးကိုတီးလိုက်ပေါ့ကောင်းကင်ဘဝနေပြီးတစ်တီးအများကြီးကြာလာအဲ့ဒါနဲ့မြောက်ကလေးနဲ့သူ့တငယ်ချင်းတွေအားလုံးတစ်တီးကိုပြပစားကြတာပေါ့ကွယ်ဒီလိုနဲ့တရက်ပြီးတရက်မြောက်ကလေးနဲ့သူ့တငယ်ချင်းတွေကခေါင်းလောင်းလေးကိုတီးလိုက်ကောင်းကင်ဘဝနေပြီးတော့တစ်တီးပြုတ်ကျလာလိုက်စားလိုက်နဲ့ပျော်နေကြပါတော့နော်ဒီလိုနဲ့တရက်ကြတော့မြောက်ကလေးကသူကမနက်ကခေါင်းလောင်းတီးပြီးတော့ကျလာတဲ့တစ်တီးကိုတငယ်ချင်းတွေနဲ့တူစားပြီးတော့သူကအိတ်လိုက်ကောတရေတမောအိတ်လိုက်ပြီးတော့သူပြန်နိုးလာချိန်တော့ဘိုက်ကစားပြန်ပြီးတော့ခေါင်းလောင်းသူကအဲ့ကြခေါင်းလောင်းလေးကိုတတိယပါပေါ့နော်တတိယပြောခေါင်းလောင်းလေးတီးလိုက်အောင်ပဲခေါင်းလောင်းလေးတီးလိုက်တော့ခေါင်းလောင်းကမနက်ကတစ်ခါတီးပြီးတော့ဆိုတော့ထပ်မကြလာတော့အဲ့နဲ့သူကသူငယ်ချင်းနေစီမှာဗာများကြံအောင်လည်းမသိဘူးဆိုပြီးတော့တောင်းကြည့်ရပါတော့ကျွန်တော်ဘိုက်စာလို့ခင်ဗျားတို့စီမှာဗာများကြံသေးလဲဆိုတော့သူငယ်ချင်းကလည်းငါတို့ကစားပဲစားလိုက်တာအဲ့လိုမျိုးတိတ်မထားဘူးဆိုပြီးပြောတော့ညကလေးနည်းနည်းစိတ်ဆိုးသွားပါတော့စိတ်ဆိုးသွားပြီသူကနောက်နေ့ကြလို့ရှိရင်တော်ပြီတဲ့ငါတယောက်မှမခေါ်တော့ဘူးငါတယောက်ပဲစားတော့မယ်ငါတို့တော့မနေပါမချန်ထားကြဘူးသူကစိတ်ဆိုးသွားပါတော့အဲ့နဲ့နောက်နေ့ကြတော့မြောင်လေးကဘယ်သူမှမခေါ်ပဲနဲ့တယောက်တည်းခေါင်းလောင်းလေးကိုတီးပြီးတော့သူကအသီးတွေကိုစားပြီးတော့သူစားလို့မကုန်တဲ့ကြံတဲ့ဟာတွေကိုတစ်ပင်ကြီးအနောက်မှာတော့ဖွက်ထားတယ်အဲ့နဲ့နေ့တည်းကြတော့သူတငယ်ချင်းတွေရောက်လာတော့မြောင်လေးကခေါင်းလောင်းကိုတီးလိုက်တယ်ဒါပေမဲ့မနက်ကတီးထားပြီးသားဆိုတော့အသီးတွေကထပ်မကြလာတော့ပေါ့ကွယ်အဲ့နဲ့မြောင်လေးကဒီနေ့ခေါင်းလောင်းကပြက်နေလားမသိဘူးပေါ့နော်မလုံးလို့ထင်တယ်ဒီနေ့တော့မစားတော့ဘူးဆိုပြီးတော့မြောက်ကလေးကလိန်ပြောလိုက်တယ်အဲ့နဲ့သူတငယ်ချင်းတွေကလည်းမြောက်ကလေးပြောတာကိုယုံပြီးတော့ဘာမှမစားဘဲနဲ့ပြန်သွားတာပေါ့
အသီးတွေကလည်းအရင်များတော့မြောက်ကလေးကတနေ့ကုန်စားရတော့မကုန်မဲနဲ့အသီးတွေကပုတ်ကုန်အဲနောက်နေ့လည်းအဲ့တိုင်းပဲမနေ့ပိုင်းမှာမြောက်ကလေးကခေါင်းလောင်တီးပြီးသူကစားပြီးတော့စားလို့မကုန်တာတွေသူကတစ်ပင်တော့မှဖွက်ထားပြီးတော့တကယ်ချင်းတွေရောက်လာလို့ရှိလို့ရှိရင်လိမ်ပြီးတော့ပြောပေါ့နော်ခေါင်းလောင်လေးကပြက်နေတယ်မရဘူးဆိုပြီးလိမ်ပြောပြန်ရောအဲ့လိုနဲ့တရက်ကြတော့ထုံးစံတိုင်းပဲတကယ်ချင်းတွေကိုသူကလိမ်ပြောလိုက်တာပေါ့ဒီနေ့လဲခေါင်းလောင်လေးကပြက်နေတယ်လုံးမလို့ဘူးဆိုတာဒါပေမဲ့အဲ့ချိန်မှာသူတကယ်ချင်းတယောက်ကငါနှာခေါင်းထဲမှာအနံ့တစ်ခုရတယ်ဘာနဲ့လည်းမသိဘူးဆိုပြီးတော့တစ်ပင်ရဲ့နောက်ကိုတွားကြည့်လိုက်တဲ့အချိန်မှာမြောက်ကလေးဖွက်ထားတဲ့အသီးတွေပေါ့နော်အသီးတွေပုတ်နေတော့အနံ့တွေထွက်လာတာပေါ့အဲ့အသီးကိုတွားတွေ့ရောတွားတဲ့အချိန်မှာတကယ်ချင်းတွေကစိတ်မကောင်းဖြစ်သွားတယ်စိတ်မကောင်းဖြစ်သွားတယ်ဗျမြောက်ကလေးကဘာပြောလဲဆိုတော့မင်းငါတို့နဲ့တူတူဒီလိုမျိုးအသီးတွေကိုမျှဝေမစားခြင်းဆိုလေရပါတယ်ဒီလိုမျိုးတော့လိန်ပြောစရာမလိုပါဘူးပေါ့နော်ငါတို့မင်းစီကဘာမှမမျော်လင့်ပါဘူးလို့ပြောပြီးတော့အကုန်လုံးထွက်သွားကြတယ်တဲ့အဲ့အချိန်ကြောင့်မှမြောက်ကလေးကသူ့ရဲ့အမားတွေကိုသူကတီးပြီးတော့ဟာမသွားပါနဲ့နေကြပါဦးငါ့ကိုတော့ဖားသွားပါနဲ့ဆိုပြီးတော့ငိုပြီးတောင်းပန်တာငါမှအသီးတွေအများကြီးရှိရတော့မှာပဲငါတကူကောင်းဆန်ခဲ့မိတယ်ဒီအသီးတွေအားလုံးတကယ်တော့ငါကြောက်တဲ့စားနေရရင်တော့မှပဲမင်းတို့နဲ့တူတူစားနေရတော့ငါမပျော်ဘူးငါ့ကိုခွင့်လွှတ်ပါကွာဆိုပြီးတောင်းပန်လိုက်တယ်တဲ့အဲ့တော့မှတကယ်ချင်းတွေရတယ်ရပါတယ်ငါတို့ခွင့်လွှတ်ပါတယ်ပေါ့နော်မင်းကငါတို့ပေါ်မှာအမြဲတမ်းချစ်ခင်ခင်နဲ့ပေါင်းသင်းခဲ့တယ်ငါတို့တကူလိုအပ်လို့ရှိလို့ရှိရင်လည်းမင်းကအမြဲတမ်းကူညီတတ်တယ်ပေါ့နော်အဲ့အတွက်ငါတို့ခွင့်လွှတ်ပါတယ်လို့ပြောပြီးတော့အားလုံးအရှင်လိုမျိုးပျော်ပျော်ရွှင်ရွှင်နဲ့ပဲခေါင်းလောင်းလေးတီးတီးပြီးတော့တတိတူတွေကြာလာလို့ရှိရင်ပျော်ရွှင်စွာနဲ့ပဲတူတူဝေမျှစားတော့ကြတယ်တဲ့အဲ့တော့ဦးပြောချင်တာသသားတို့တမီးတို့လည်းကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအချင်းချင်းကြားထဲမှာတဝင်တိုးတာမာနထားတာမျိုးတွေမလုပ်ရဘူးเนาะကိုခင်တဲ့တငယ်ချင်းတွေကိုလည်းကျူးစားရမယ်ကိုမှရှိတဲ့အရာတွေကိုမှရှိတဲ့အယုတ်တွေကိုမှရှိတဲ့မုတ်တွေကိုလည်းတငယ်ချင်းတွေကိုမျှဝေပြီးတော့တူတူစားရမယ်တူတူဆော့ရမယ်ပြီးတော့အဲ့လိုမျိုးတငယ်ချင်းတွေနဲ့တူတူမျိုးမျှဝေပြီးတော့ဆော့ရတာစားရတာတယောက်တည်းဆော့ရစားရတာတက်ပို့ပြီးတော့ပြောဖို့ကောင်းတယ်မှတ်ထားနော်ပြီးတော့တကယ်ချင်းတွေကိုကိုကအမားတစ်ခုလုံးပြီးလို့ရှိရင်လည်းတကယ်ချင်းတွေကိုချက်ချင်းကိုကတောင်းပန်ရမယ်တကယ်ချင်း sorry ငါမှားသွားတယ်ဆိုပြီးတောင်းပန်ရမယ်တကယ်လို့ကိုတကယ်ချင်းတယောက်ကလည်းလာပြီးတော့သူမှားသွားကြောင်းတောင်းပန်လို့ရှိလို့ရှိရင်လည်းတကယ်ချင်းတွေကိုခွင့်လွှတ်ပေးရမယ်နော်ကဲတားတို့သမီးတို့ရေဦးဒီနေ့ပြောပြမယ့်ပုံမြင်နေရတော့ဒီလောက်ပါပဲကောင်းကောင်းအိတ်ကြနော် good night